မင်္ဂလာပါမင်္ဂလာပါပြောကြလာဒီနေ့ပျော်ပါပဲနော်တောင်ပေါ်ကိုလွမ်းနေတဲ့သူတွေရှိလားအမေအိမ်ကိုလွမ်းနေတဲ့သူတွေရှိလားလုံနာကလွန်စွလို့တန်တမိရဲ့အမေရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့နှစ်သာရင်နဲ့ဝေးခဲ့သူမတခါတလေပြန်လဲတွေ့ရှင်မပိုးကြီးကွယ်ထုတ်သွေးတဲ့အိမ်မရှိကြတဲ့မှာအရှိတခုလွင်ပြေတဲ့မြို့ပြလူနေမှုစနစ်မှာစီမျိုးရင်နေအမိတဲ့ခေတ်တစ်ခုဆုံးထိရောက်ဖို့ကြိုးစားနေသူမှာအိမ်ပြန်ခြင်းနဲ့